အာရှကြောကနေဖိုချာဖြစ်နေတဲ့မြန်မာဘောလုံးအသင်းဒီနေ့အောက်တိုဘာ14ရက်မြန်မာစံတော်ချိန်9:00နာရီ3နာခွင်မှာမြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ကန်ရမြန်မာအသင်းကတော့ 3-0 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ပထမအကြောင်းမှာတင်မြန်မာအသင်းဟာစီးရီးယားအသင်းကို 5-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခြင်းကစားပြီးမြန်မာအသင်းဟာအာဆီယံကပ်တက်ခွင့်ကိုမင်းမိသွားပြီးဖြစ်ပါတယ်။အခုချိန်မှာအင်္ဂွေးမှာလည်း 3-0 ဆိုတဲ့ရလဒ်နဲ့ဖြုတ်ခံလိုက်ရတဲ့အတွက်အာဆီယံကပ်တက်ခွင့်ဟာသူမှပြန်လာမှာကိုစောင့်နေတယ်လို့ပဲမျှော်လင့်ချက်လုံးဝမရှိတော့ပါဘူး။ဒီနေ့ရှင်ပြန်သွားခဲ့ရဲ့အာရှဂျာနဲ့စီးရီးယားပွဲစဉ်လေးကိုတင်ဆက်ပေးပါမယ်။ဒီပွဲစဉ်မှာတော့မန်ယူကိုဂိုးသွင်းထားလို့ဆရာကြီးဖြစ်နေတဲ့မောင်မောင်လင်းလေးပါဝင်လာခဲ့ပါတယ်။အာရှဂျာကြီးအင်ရှင်ဖြစ်တာနဲ့ပထမပိုင်းမှာဇီးဇီးဖြစ်နေလို့တော်တော်များများကချီးကျူးနေကြပါတယ်။ဒုတိယပိုင်းမှာတော့သူမလိုပဲပြန်လာမလာလို့ထင်နေတယ်ကျွန်တော်တို့ကတော့ပြန်မလာတဲ့အပြင်စီးရီးယားဘက်က10မိနစ်နဲ့3ဂိုးသွင်းတာခံလိုက်ရပါတယ်။မိနစ်80ဝန်းကျင်မှာပဲ3ဂိုးဖုတ်ခံလိုက်ရတဲ့အာရှဂျာကြီးဟာကြားကြီးဘဝကနေဖွချာဘဝသို့ရောက်ရှိသွားခဲ့ပါတော့တယ်။အာဆီယံကပ်ဟာတအုပ်စုမှာတသိန်းပဲတက်ခွင့်ရတဲ့အတွက်စီးရီးယားအသင်းကပဲနောက်နှစ်ပွဲလုံးရှုံးရင်တော့ရမတ်တွေနဲ့ဂိုးအတာနဲ့ပါတလန်းသွားပြီးဖြစ်ပါတယ်။ဒီတော့မြန်မာအသင်းအနေနဲ့ဂုံတိတ်ခါပိုင်းအင်အားပရိသတ်ရှင်းမောက်မှာတခုခုတော့လုပ်ဖို့လိုအပ်လာပါပြီ။အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။ဘောလုံးဝါသနာရှင်များအနေနဲ့ဘောလုံးအကြောင်းတွေကိုအမြင်တင်ဆက်ပေးနေရဲ့ကျွန်တော်ရဲ့ Footballer ပါမြန်မာ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။